ဇော်ရှိုင်းထနဲ့သူဆက်စပယ်တန်နေကြောင်းဝေဖန်ခံရတဲ့ပွင့်မင်္ဂလာပါပရိသတ်ကြီးပွင့်ရတော့ခန္ဓာကိုယ်ချိုးစားကဘသူနဲ့မှမတူသလိုချိုးသားတဲ့တန်နေကြောင်းအနုပညာလောကထဲမှာရက်တိနေကကြားခဲ့ပါပြီဗီဒီယိုစကားခေတွေကစကားတွေတောက်ရှာရက်ခွင့်ရသလိုလောက်ကွက်လည်းရခဲ့ပါတယ်ပွင့်ရကိုပိုင်အိမ်နဲ့ပိုင်းစားပြီးဖြစ်သလိုစီးစိမ်လေးစူဆောင်းမိပြီးဆိုပေမဲ့အပြိုကြီးပွားနဲ့သာဖြတ်တန်းနေရတာပါလက်ထက်ရမဲ့သူလည်းမတွေ့သေးပဲအပြိုကြီးဖြစ်နေပေမဲ့ပွင့်ကအမြန်ဆုံးလက်ထက်ချင်တာဖြစ်ပါတယ်ပွင့်မှလိုချင်တဲ့အမျိုးသားပုံစံဆိုပြီးတော့စိတ်ကူးထားလေးရှိပါတယ်ပြီးခဲ့တဲ့ရက်မှာတော့ပွင့်ကစိတ်ကူးရမင်းသားလေးပုံစံနဲ့ထက်သူကြတဲ့သူနဲ့တွေ့ခင်ရခဲ့ပါတယ်အဆိုပါမင်းသားလေးကတော့တခြားသူမဟုတ်ပဲဇော်ရှိုင်းတက်ဖြစ်နေရပါဇော်ရှိုင်းတက်ကဗီတာမင်နဲ့တွဲလာကအနုပညာလောကမှာလည်းနာမည်ရလာခဲ့တာဖြစ်ပါတယ်ရုပ်ရည်ချုံမို့တာကြောင့်မင်းကလေးအကြိုင်းအစင်လေးဖြစ်လေလူပြောများနေခဲ့တာပါဇော်ရှိုင်းထက်ကတော့အစင်လေးလိုတတ်မှတ်ကကြွေရသူတွေရဲ့မှာပွင့်ရလဲပါပါတယ်ဒါကြောင့်မို့လဲပွင့်ရကိုပိုင်တချင်းထုတ်တဲ့ချိန်မှာမင်းသားနေရာကနေဇော်ရှိုင်းထက်ကိုကမ်းလှမ်းခဲ့ရဖြစ်ပါတယ်ဇော်ရှိုင်းထက်နဲ့သူတချင်းရဲ့ဗီဒီယိုလေးကိုလည်းအတူရိုက်ခဲ့ကြတာပါတိတ်ချရတယ်မားနဲ့မှဖြစ်တရုပ်ဆောင်ရတာဖြစ်ပြီးပွင့်ရအရန်ကိုရင်ခုန်နေရဖြစ်ပါတယ်ဇော်ရှိုင်းထက်ကသူ့ရဲ့အိမ်မက်ထဲမှာတန်းထားခဲ့ရမင်းသားလေးဖြစ်တာမို့ပို့ပြီးတော့ရင်ခုန်တာပါဇော်ရှိုင်းထက်ကလည်းပွင့်နဲ့ရရတဲ့အတွက်ဝမ်းသာပျော်ရွှင်ကြောင်းထုတ်ပြောနေကြတာပါပွင့်ရဇော်ရှိုင်းထက်နဲ့သူတရုပ်ဆောင်တဲ့ချိန်မှာလေအရန်တက်ကြွတဲ့မမတယောက်ဖြစ်နေရပါပွင့်နဲ့ဇော်ရှိုင်းထက်တို့ကတာမန်ထက်ကိုယဉ်နီးကြကတယောက်နဲ့တယောက်ချစ်စလို့ဖြစ်နေရပါပွင့်ရလေဇော်ရှိုင်းထက်ရဲ့တော်ကလေးကြားမှာအရေးပြောနေရတာပါဇော်ရှိုင်းထက်ကလည်းပွင့်ကိုတကယ်ချစ်တာအရင်ကတည်းကအားပေးတာဆိုပြီးတော့ဖွင့်ရပြောခဲ့တာပါဒါကြောင့်မို့သူတို့နှစ်ယောက်ကြားမှာတန်ရုံးစနေကပို့သွင်းနေရတာပါပွင့်ရဲ့မိခင်ဖြစ်သူကလည်းဇော်ရှိုင်းထက်ကိုတော့တားတယောက်လိုအားပေးခဲ့ရဖြစ်ပါတယ်ဇော်ရှိုင်းထက်နဲ့တနေ့လုံးတချင်းပြီးလို့ရှားနေရတာကိုလည်းပွင့်ရရင်ကုန်ဆက်လို့ရှားနေရပါဒါကြောင့်မို့ဇော်ရှိုင်းထက်နဲ့အင်တာဗျူးချိန်မှာပွင့်ရရှင်ဝင်တဲ့ကိုတိုးကရေတန်လေးတွေနဲ့မြူရာလေးတွေရှိပါတယ်ပွင့်ရရှက်လို့ရှက်လိုက်တဲ့ရေတန်လေးကတမျိုးကြီးဖြစ်နေရမို့အင်တာဗျူးကြည့်သူတွေကလမ်းသွားရပါတယ်ပွင့်ရဲ့အတန်ကဂျပန်စကားတွေကလို့အတန်ဖြစ်နေရလို့ထောက်ပြသူတွေများလာခဲ့တာပါလူကြားထဲမှာကြည့်နေရင်အဆက်ကွဲသွားရတဲ့သူတွေလည်းရှိလာပါတယ်ပွင့်ရတော့ဒီတိုင်းမောင်းလေးကိုချွတ်လိုက်တာဖြစ်ပေမဲ့လူတွေကတမျိုးထင်ကုန်ကြဖြစ်ပါတယ်အခုလိုရှက်ဖွယ်အတန်မျိုးနဲ့အင်တာဗျူးဖြစ်နေတဲ့ပွင့်ကိုတော့လူတွေကဝေဖန်ပြောဆိုနေကြဖြစ်ပါတယ်ပွင့်ရအရင်ကတည်းကအခုလိုအတန်တမျိုးတဲ့ကိုသာပြောတတ်တာဖြစ်တာမို့တိတ်ပြီးတော့မထူးဆန်းတော့ပါဘူးပွင့်ရစကားပြောရင်အတန်ချိုတာပြောတတ်တာပါဒါအပြင်ရှင်းနီးရဲ့သူတွေနဲ့ဆိုရင်လည်းလက်တွေပွင့်ဖက်ကအခုလိုပဲရှင်းနီးရဲ့စကားတွေနဲ့ပြောတတ်တာဖြစ်ပါတယ်ချွဲတဲ့အတန်မျိုးလည်းလောက်တတ်တာမို့ပွင့်အတွက်ကတော့မထူးဆန်းပေမဲ့အင်တာဗျူးမှာနားထောင်ရသူချို့ကတော့ထူးဆန်းကုန်ကြတာပါပွင့်ရအရင်အကဲပို့လို့နေဆိုပြီးတော့လေဝေဖန်နေကြဖြစ်ပါတယ်တချို့ကလည်းဂျပန်စကားများရိုက်တော့မလားဆိုပြီးတော့စိုးဝါးတဲ့ဝေဖန်ချက်တွေကိုပြောနေရလည်းရှိပါတယ်ပွင့်ရဲ့အတန်ပေါ်ပရိသတ်ကြီးတို့ရဲ့ဘယ်လိုမြင်လဲဆိုတာပြောပြခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းလာလိုက်ပါစေအခုလိုစိတ်ဝင်စားကြအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါဦးနော်အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်စတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါစေရှင်